မိုးညိုရှင်းရတာပဲလေ ဘလုံးတော့ကံမလို့လေမိမဒီနေ့ကအရေးကြီးချိန်မောရှိတယ်ဗျာဒီကောင်လေးကိုဒိုလေးအကြောင်ကောင်းကောင်းသွားပြီးပြလိုက်အောင် ရှင်ဒီနေ့ကျက်သွန်ကင်းမှာပေါင်းသက်စေဖျက်မို့ရှိတယ်လေ ဘာမှမမူပါနဲ့မိမရဲ့ဒီမှာငါကြောက်ကြည့်ဒိုလေးရှိတယ်ဒီကိစ္စငါပြန်လာမှရှင်းပေးမယ်ဟာ အေးရှင်အချိန်မီပြန်လာရင်ပြန်လာတော့မပြန်လာတော့အသေးပြီဒါမဲ့ ဟဲ့အောင်နေဒိုလေးလာပြီကွာ ဘာလဲကွာဒိုလေးဆိုပါလေ အေးကွာကြီးကြီးကျယ်နဲ့မင်းစမ်းဘယ်လောက်ထက်လဲဆိုတော့ငါတို့ကြည့်ကြသေးတာပေါ့ကွာ အေးမင်းတို့ဒိုလေးကြောင်ကောင်းကောင်းသိစီရမယ် ဟဲ့ကြည့်မယ် ဟွန်းယော ငါကျက်သွန်ကင်းပေါင်းသက်စေဖျက်မို့တော့အချိန်တော်တော်လင့်နေအခုထိလည်းပြန်မလာသေးဘူးရင်တွေ့လို့တော့သေပြီဒါမဲ့ကိုမိုးညိုရှင်ဘယ်ချိန်ရှိနေပြီလဲဆေးပြတ်မို့အချိန်တော်တော်လင့်နေပြီရှင်ရတော့လေ ဒိုလေးလာပြီမိမရဲ့ဟဲ့အောင်ငါမိမလိုက်လို့ငါပြန်အောင်မယ်ခွာရောက် ရှင်တော့လေတနေ့အရင်မရဖတ်မြဒိုလေးလောက်ပဲလောက်နေသိလားလာရှင်အိမ်ရောက်မှကျမနဲ့တွေ့မယ်လာခဲ့လား အမလေးနားရဲဟာဒိုလေးရှိပါတယ်လို့ပြောနေတာဟာ လာတယ်မလားဒီဒိုလေးထပ်လောက်လိုက်ရရင်တော့နော် ခဏလေးဆောင်ဒိုလေးဆိုတာငါပြမယ်ငါပြောတာဒီမှာမိမရဲ့ကြက်သွန်ခင်းထဲမှာပေါက်တဲ့မြေစာလေးကွက်မြက်ကြိတ်မန်းဗညိုတောင်းငရုံနဲ့ဘောက်ရားတို့လိုနှိမ်နှင်းရခက်တဲ့ပေါင်းမင်တွေအပါဝင်မျက်မုံညင်းနဲ့ရွက်ပြန်ပါအုပ်စုတွေကိုအမြင့်ပြည့်စင်နိုင်တဲ့ဝိဇာတာအသစ်ထုတ်တဲ့ကြက်သွန်ရွက်ချက်ပေါင်းသက်စေဒိုလေးရှိတယ်လို့ငါကပြောတာမိမရဲ့တကယ်တဲ့နေမြတ်ဟာ အဲ့ဒါဆိုလေယောက်ျားရဲ့အစောရပြောပါလားဝိဇာတာထုတ်တယ်စီစီမှာကျမကြိုက်ပဲလी ဩတော်သေးတာပေါ့ဒိုလေးကယ်လို့ တောင်းသူကြီးတို့အားထားရမယ် ကျက်သွန်ရွေးချက်ပေါင်းသက်စေ ဒိုလေး မမိတယ်နော် ဒိုလေး